လာပါရှင် Nikki Way Media မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။နောက်တစ်ခုမေးထားတာကတော့ကိုယ့်ရဲ့ mindset ကိုပြောင်းလဲခြင်းဘယ်လိုလုပ်ရမလဲပိုကောင်းတဲ့သူတစ်ယောက်ဖြစ်အောင်ပေါ့နော်။ဒီလိုမျိုးလေးမေးထားတာလို့တွေ့ရတယ်။အဲ့တော့တစ်ချက်အကြံပေးချင်တာပေါ့နော်တစ်ချက်တော့ကိုကself improvement ပေါ့နော်ကိုကပိုကောင်းတဲ့သူတယောက်ဖြစ်ချင်တယ်ပေါ့နောက်နေ့မှာပေါ့နော်ကိုကမှန်းထားတဲ့ဟာကတယောက်နဲ့မတူပါဘူးเนาะကျတို့ဒီအတိုင်းတာတဲ့စံနှုန်းရှိတယ်ပေါ့လေအဲ့ဒီစံနှုန်းကတချို့ကြတော့လဲဥပမာပတ်စံတွေအများကြီးရှာခြင်းတယ်တချို့ကလည်းပညာရေးအများကြီးတက်ခြင်းတယ်တချို့ကြတော့လဲဘွဲတွေအများကြီးရခြင်းတယ်ပေါ့နော်တချို့ကြတော့လဲမဟုတ်ဘူးဒီ agent နဲ့ lifestyle လူမှုဘဝဝင်နေခြင်းတယ်ပေါ့အဲ့တော့ကိုသွားခြင်းနဲ့ကိုအရင်တတ်မှတ်မှရမယ်လို့တရားပြောခြင်းတယ်ပေါ့နော်သူများလောက်တိုင်းလိုက်လို့စရာလည်းမလိုဘူးပေါ့နော်ကိုသွားခြင်းနဲ့လည်းငါဖြစ်ခြင်းနဲ့ lifestyle ပေါ့ငါသွားခြင်းနဲ့လည်းငါဘယ်လန်းနဲ့တည်နေဆိုရင်ကိုအဲ့ကိုရောက်ဖို့အတွက်ပေါ့ဒီကျတော့နေ့တူကပြောင်းလဲသွားမယ်အကျင့်လေးရှိမယ်လေးလာတင်ယူသွားမှလေးရှိရပေါ့နော်အနည်းဆက်ဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ role model ထားလို့ရပါတယ်ကိုကြိုက်တယ်ပေါ့နော်ဒီစံပြပုံကိုတယောက်ရှိခဲ့မယ်ဆိုရင်လည်းသူ့ရဲ့အလေးကျင့်လေးကြည်တာတော့သူဘာတွေလုပ်လဲလေ့လာတာမျိုးပေါ့နော်ပြီးလို့ရှိရင်တူတယောက်တည်းမရှိဘူးဆိုရင်ဥမာ3-4ယောက်ကိုသဘောကျတယ်သူတို့စီကမှကိုကြိုက်တဲ့အလေးကျင့်လေးတွေပဲဆွဲပြီးတော့ဒါကိုပုံဖော်လို့ရတယ်ပေါ့နော်ဒါလေးဆိုလို့ရှိရင်လည်း improvement လုပ်ရပါတယ်ပြီးတော့ mindset ကြတော့ကျွန်တော်ကဒါတော်တော်များများလဲเนาะဒါပြောလို့ရှိတယ် fit mindset နဲ့ growth mindset ရှိတယ်ပေါ့နော်ခုနလိုမျိုးကိုကပြောင်းလဲတိုးတက်အောင်လုပ်နေတဲ့အချိန်မှာclose mindset ပေါ့နော် fixed mindset ရှိရတဲ့သူကဘာဖြစ်လဲဆိုတော့ဟာငါမလုပ်နိုင်တော့ပါဘူးငါညံ့နေဒီလိုမျိုးတွေတွေးတတ်ကြတယ်ပေါ့နော်ပြီးရင်တခုခုကြာရှုံးနေဆိုရင်လည်းသူကမခံနိုင်ဘူးပေါ့နော်ဒီကြာရှုံးတဲ့နေရာမှာပဲသူကရက်နေတတ်တယ်ပေါ့လေဒါပေမဲ့ growth mindset ရှိရတဲ့လူကကြတော့အခုသူကြာရှုံးနေသူဝမ်းနေဒါပေမဲ့နောက်နေ့ကြာရင်တော့သူပြန်ပြီးတော့သူလိုချင်တာကိုဆက်ပြီးတော့တွားတယ်ပေါ့နော်အဲ့လိုမျိုး growth mindset ရှိတာလေးနဲ့ခုနလိုမျိုးနေ့တူက improvement ဖြစ်တာလေးတွဲမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတဲ့ကိုလိုချင်တဲ့ဘန်တိုင်အောင်ရောက်မယ်လို့တခြားတော့ပြောချင်ပါတယ်နော်ဟုတ်ကဲ့ပါအခုလိုမျိုး Nikki Way Media ကအခုတူတာရစီတဲ့ program လေးတွေကိုဆက်လက်တင်ပြသွားမှာမို့လို့နောက်လဲစောင့်ကြည့်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရနော်